ဖူဟန်အသင်းအနေနဲ့10ယောက်ကိုလက်လွတ်ခဲ့ရပြီးတော့ပြန်ခေါ်နိုင်ခဲ့တာ4ယောက်ပဲပြန်ခေါ်နိုင်ခဲ့တယ်သူတို့အနေနဲ့ကစားသမားတွေကိုလိုအပ်တဲ့အနေအထားအထိရောက်အောင်မဖြည့်တင်းနိုင်ခဲ့ဘူးဒါပေမဲ့ Chelsea ကတော့ဆန့်ကျင်ဘက်ဖြစ်နေဗျ Chelsea အနေနဲ့လိုအပ်တဲ့ကစားသမားတွေကိုဖြည့်တင်းနိုင်ခဲ့တဲ့အပြင်သူတို့ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာလည်း star player တွေပါဝင်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျလက်ရှိလူစင်းအရာကြည့်မယ်ဆိုရင်လည်းဖူဟန်အသင်းနဲ့ Chelsea အသင်းရဲ့လူစင်းကဗျာဒလန်တန်တလန်လို့အကွာကြီးကွာနေတာကိုကျွန်တော်တွေ့ရတယ်ဗျအာဘီလိုအာနဲ့ဇာဗီအလွန်ဆိုတော့စပိန်တငယ်ချင်းနှစ်ယောက်တွေ့တဲ့ပွဲမှာဘယ်တငယ်ချင်းကအနိုင်ရသွားမလဲဆိုတော့ကျွန်တော်စိတ်ဝင်စားဝယ်စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ဗျာပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ Vagley Varma Channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တင်ဆက်ပေးသွားချင်တာလေးကတော့ England Premier League 2026-2029ပွဲစဉ်1ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Fulham အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲစဉ်လေးကတော့ Game Week 1ပွဲစဉ်1ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီး Fulham အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်ကိုတော့တနင်္လာနေ့ညမြန်မာစံတော်ချိန်ညတနာရီခွဲတိတိမှာရှင်ပြိုင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာစပိန်လူမျိုးတွေဖြစ်တဲ့ Fulham အသင်းနည်းပြ Arbeloa နဲ့ Chelsea နည်းပြဇာဗီအလွန်ဆိုတို့စုံတွေ့တဲ့ပွဲမှာဘလို့ရလက်တွေဖော်ဆောင်သွားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လေ့လာကြည့်လိုက်ကြအောင်နော်ဒီနေ့သင်တွေ့ဆုံထားတဲ့ထိတ်တိုက်တွေ့ဆုံမှုတွေရတော့နောက်ဆုံး5ချိန်မှာဖူဟန်အသင်းက2ချိန်နိုင်ပြီးတော့ Chelsea အသင်းက3ချိန်နိုင်ရထားတာကိုတွေ့ရပါတယ်ခင်ဗျာရာသီကြိုခြေစမ်းပွဲနောက်ဆုံး4ပွဲဆက်ရလက်တွေအရတော့ဖူဟန်အသင်းက2ပွဲနိုင်1ပွဲသေး1ပွဲရှုံးရလက်ကိုရရှိထားပြီး Chelsea အသင်းကလည်း2ပွဲနိုင်1ပွဲသေး1ပွဲရှုံးရလက်ကိုရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာဖူဟန်အသင်းအနေနဲ့ Portuguese Club Farense အသင်းကို 2-1 နဲ့အနိုင်ရရှိခဲ့ပြီးတော့ Crystal Palace ကိုတော့ 1-2 နဲ့ပြန်ပြီးတော့ရှုံးနေခဲ့တယ်ဗျမာလာဂါအသင်းကိုတော့ 2-2 နဲ့တည်ရကြခဲ့ပြီးတော့ Stuttgart အသင်းကိုတော့ 1-0 နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ် Chelsea အသင်းအနေနဲ့ကတော့ Juventus အသင်းကို 1-0 နဲ့ရှုံးနေခဲ့ပြီးတော့ AC Milan အသင်းကိုတော့ 3-0 နဲ့အနိုင်ရရှိခဲ့ပြီး Malaysia Club Johor အသင်းကိုတော့ 3-3 တည်ကြပြီးတော့ကျွန်တော်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Real Sociedad နဲ့ပွဲစဉ်မှာတော့3-1 နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအထူးဖြင့်ခြေစမ်းပွဲစဉ်တွေမှာ Chelsea အသင်းရော Fulham အသင်းမှာသူတို့ရဲ့ကစားသမားအစုံလင်ကိုတုံးခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗျ Fulham အသင်းရဲ့အသက်ခေါ်ယူထားတဲ့တိုက်စစ်မှုဂါစီယာလည်းမဆိုးသလို Chelsea အသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်နေတဲ့ João Pedro ကလည်း Pre-season တွေမှာ on fire ဖြစ်နေခဲ့တာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဗျာကျွန်တော်အနေနဲ့ Fulham အသင်းရဲ့အနေအထားလေးကိုတစ်ချက်လောက်လိုက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်သူတို့ရဲ့အရင်နှစ်ကအဓိကကစားသမားဖြစ်ခဲ့တဲ့ Harry Wilson ကို Leeds United ကိုရောင်းထုတ်ခဲ့ရတယ် Jimenez ကိုလည်း Wu အသင်းကိုရောင်းထုတ်ခဲ့ရတဲ့အပြင်လူကစ်ကိုလည်း Ipswich ကိုရောင်းထုတ်ခဲ့လိုက်ရတယ်အဲ့ဒါအပြင်ဒီယောကိုလည်း Ipswich ကိုပဲရောင်းထုတ်ခဲ့ရတယ်ဗျ7 Vanda ကိုလည်းသူတို့စာချုပ်ဖျက်လိုက်တဲ့အပြင်ကျန်တဲ့အဓိကကစားသမား9ယောက်လောက်ကိုလည်းစာချုပ်ဖျက်သိမ်းခဲ့တာကိုတွေ့ရတယ်အဝင်အနေနဲ့ကတော့ Bayern Munich ကလူငယ်တိုက်စစ်မှုလေး Kusi Asari ကိုဝယ်ယူထားခဲ့တဲ့အပြင် Real Madrid ရဲ့ Juro အတွက်ပြတဲ့ Gonzalo Garcia နဲ့ Cesar Palacio နှစ်ယောက်ကိုဝယ်ယူခဲ့တယ်ဗျ Southampton အသင်းရဲ့အဓိကကွင်းလယ်လူဖြစ်ခဲ့တဲ့ရှီယာချာကိုဝယ်ယူနိုင်ခဲ့တာတော့ဒါဖူဟန်အသင်းအတွက်ရာသီမစခင်မှာ4ယောက်နဲ့ပဲဇက်သိမ်းနိုင်ခဲ့တယ်ပေါ့နော်10ယောက်ထိထွက်ခဲ့ရပြီးတော့4ယောက်နဲ့ဇက်သိမ်းနိုင်ခဲ့တဲ့အနေအထားမှာ transfer တစ်ခုတည်းကိုကြည့်ရမယ်ဆိုရင်သူတို့အသင်းရဲ့အနေအထားတော့ကောင်းနေတဲ့အနေအထားတော့ဟုတ်မနေခဲ့ဘူးဗျအထူးဖြင့်ဒီလိုမျိုး Premier League လိုပြိုင်ဆိုင်မှုပြင်းထန်တဲ့လီမျိုးမှာသူတို့အနေနဲ့ဒီနှစ်ပတ်စံတော်တော်မတုံးတဲ့အသင်းထဲမှာပါတယ်ပေါ့နော်တိတ်ကိုမတုံးတဲ့အသင်းထဲမှာပါတယ်သူတို့အနေနဲ့ကစားသမားခေါ်ယူမှုကလည်းအားရလောက်စရာတော့မရှိဘူးဗျဂါစီယာက Real Madrid player တယောက်ဖြစ်ပေမဲ့လည်း Real Madrid မှာအဓိက key player အဖြစ်ကစားခဲ့တာမဟုတ်အရန်အနေနဲ့အများစုကစားခဲ့တာဆိုတော့အာဘီလိုကတော့ကျွန်တော်ထင်တာပေါ့နော်သူလည်း Real Madrid နီးပြခဲ့တဲ့တယောက်ဆိုတော့သူအဆင်ပြေမဲ့ထင်းတဲ့ player တွေကိုခေါ်ယူလိုက်နိုင်ခဲ့တယ်လို့တော့ယူဆရတယ်ဒါပေမဲ့ Premier League နဲ့အံဝင်ကိုတော့ကျွန်တော် Premier League ပွဲတွေစမှာပဲဆုံးဖြတ်လို့ရမယ်ဗျခြေစမ်းပွဲတွေကြည့်ပြီးပဲဘာမှသွားပြီးတော့ဆုံးဖြတ်လို့မရဘူးဖူဟန်အသင်းရဲ့ဒီအသက်ခေါ်ယူထားတဲ့ကစားသမားတွေအခြေစမ်းကိုပြောနိုင်တာကကတော့ Southampton အသင်းကနေပြောင်းလာတဲ့ရှီယာချာကတော့ English football နဲ့ယဉ်ကျေးပြီးသားဖြစ်တယ်သူ့အနေနဲ့အလင်းမြန်အထိုင်ကျမယ်လို့ကျွန်တော်ယူဆရတယ်ဗျလက်ရှိဖူဟန်အသင်းရဲ့ line up မှာတော့တသိန်းလုံးဒီပါကောင်းမွန်နေပြီးတော့အဓိကသူတို့ရဲ့ captain ဖြစ်ခဲ့တဲ့တွန်ကန်တွေကတော့ဒူးဒန်ရရှိထားတယ်ဗျဘိုင်ယန်မြူနစ်ကနေတက်ခေါ်ယူထားတဲ့ကစားသမားလေးကူစီအဆာရီကလည်းဒူးဒန်ရရှိခဲ့တယ်သူတို့နှစ်ယောက်ကလွဲပြီးတော့ကျန်တဲ့ကစားသမားအသစ်တွေဖြစ်တဲ့ဂါစီယာတို့ပလာစီယိုတို့ရှီယာချာတို့အကုန်လုံးပါဝင်လာနိုင်မယ်ဗျChelsea နဲ့ပွဲမှာလည်း3ယောက်လုံး line ရထွက်သွားဖို့ရှိပါတယ်အဓိကကစားသမားအများစုကိုရောင်းထုတ်ခဲ့တဲ့ပူဟန်အသင်း Chelsea နဲ့ပွဲစဉ်မှာဘယ်လိုမျိုးလူစင်းတွေနဲ့ထွက်ပေါ်လာမလဲဆိုတာကိုတော့စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ Premier League ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ Chelsea အသင်းအနေနဲ့ကတော့ဒီရာသီမှာလူခေါ်ယူမှုတွေအမှန်ကန်လှုပ်ဆောင်ခဲ့ပြီးတော့ Aston Villa ကနေ Star Player Morgan Roger ကိုခေါ်ယူလိုက်နိုင်ခဲ့တယ်ဗျ Bellingham ကနေ La Liga နောက်ခံလူ Chavaria ကိုခေါ်ယူနိုင်ခဲ့သလိုHenderson တို့ Weber တို့လို Premier League အတွေ့အကြုံရှိ player တွေကိုလည်းခေါ်ယူနိုင်ခဲ့တယ်ဗျ Strasbourg က Vladenberg ကိုတော့ပြန်ပြီးခေါ်ယူခဲ့သလို Crystal Palace ရဲ့အဓိကနောက်ခံလူ Lacroix ကိုလည်းခေါ်ယူနိုင်ခဲ့တယ် Atlanta ရဲ့နောက်ခံလူ Palestra ကိုလည်းခေါ်ယူနိုင်ခဲ့တဲ့အပြင် Sporting ရဲ့အားထားတဲ့ကွင်းလယ်ကစားသမား Quanta ကိုလည်းခေါ်ယူနိုင်ခဲ့တယ်ဗျ Andre Santos ကိုတော့ Manchester United ကိုရောင်းချခဲ့ပြီးတော့ Cucurella ကိုတော့ Real Madrid ကိုရောင်းချခဲ့တယ် Garnacho ကိုတော့ Aston Villa ကိုလုံးအောက်လုပ်ခဲ့တယ်ဗျ Trevor Chalobah ကိုတော့ Como ကိုရောင်းချခဲ့ပြီးတော့ York ကိုတော့ Everton ကိုရောင်းချခဲ့တယ်ဗျ Gareth Elmati အသင်းရဲ့တိုက်စစ်မှု Dustin Sapayet ကိုတော့ဘန်လီအသင်းကိုတော့ပြန်ပြီးတော့အငှားချခဲ့တာကိုကျွန်တော်တွေ့ရတယ်ထူးထူးဆန်းဆန်းပဲလက်ရှိ Chelsea အသင်းရဲ့လူစင်းကိုကျွန်တော်လေ့လာလိုက်မယ်ဟေ့ဆိုရင် press conference မှာဇာဘီအလွန်ဆိုပြောခဲ့တဲ့စကားအရဘာတွေလဲဆိုတော့ Jordan Henderson နဲ့ Danny Welbeck ပေါ့နော်
အသက်ခေါ်ယူထားတဲ့ OG Oma 2ယောက်ကလွဲပြီးတော့ channel player တွေအကုန်လုံး fit ဖြစ်နေပြီပယ်မာတို့ Roger တို့ Anzo တို့ Nito တို့အဆုံးပါမယ်ဗျာဖူဟန်တင်းတဲ့ပွဲစဉ်ကိုသူတို့အတောင်တင်းဆုံးလိုင်းရနဲ့ရင်ဆိုင်သွားမယ်လို့ဇာဗီလွန်ဆိုကနေပြောကြားခဲ့တယ် brother တို့ Henderson နဲ့ Web ကလွဲပြီးတော့ကျန်တဲ့အသက်ခေါ်ယူထားတဲ့ကစားသမားတွေရောရှီရင်စက် star player တွေအကုန်လုံးလည်းဖူဟန်နဲ့အတွင်းမှာပါလာမှာကိုကျွန်တော်မျက်ဝါးထင်နဲ့မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဇာဗီလိုဆိုထုတ်လာနိုင်တဲ့ Chelsea ရဲ့ဖြစ်နိုင်ပွဲလူစင်းကတော့ကျွန်တော်တို့ Real Sociedad နဲ့ပွဲစဉ်မှာတွေ့ခဲ့ရပြီးပြီဗျအထူးဖြင့် main goalkeeper နေရာတော့သူ Sanchez ကိုပဲ3ဝါရှိတယ် 3-4-3 ကစားကွက်နဲ့ကစားတော့မှာဖြစ်ပြီးတော့နောက်တန်း3ယောက်နေရာမှာတော့ left back နေရာမှာတော့ကိုဝဲ right back နေရာမှာ Fofana center back နေရာမှာတော့ Lacroix ကစားသွားဖို့ရှိတယ်ဗျလေရန်4ယောက်နေရာမှာတော့ left midfield နေရာမှာတော့ Palestra right midfield နေရာမှာတော့ Neto ဗျအလေအထိုင်နှစ်ယောက်မှာတော့ကိုင်စီရိုနဲ့ဂျိန်းပေါ့နော်ရှေ့ရန်3ယောက်နေရာမှာတော့ Morgan Roger ကိုလက်ဝင်းပို့ပြီးတော့ Pema ကို right wing ကိုပို့မယ်။ Joao Pedro တော့ center forward နေရာကနေဆိုင်ကစားသွားမယ်ဗျ။ဒီလိုဖြစ်နိုင်ပွဲလူစင်းတွေကအပြောင်းလဲအနှဲငယ်ရှိရမယ်ဆိုရင်ကျွန်တော်ထင်တာကတော့ဒီကိုင်စီရိုတို့ Anzo တို့အလဲကျ3ဝါဖို့ရှိသလိုနောက်တန်းလည်းသူ့အနေနဲ့အခုအချိန်ဒီမှာရွေးချယ်စရာများနေပြီဗျ။ Palestra နဲ့ Chavaria ကိုလည်းအလဲကျ3ဝါလို့ရတဲ့အပြင် Morgan Roger နဲ့ကိုဘက်မာရဲ့နေရာမှာကစားမဲ့ဒီတောင်ပန်ကစားသမားရဲ့အဆင်သင့်ဖြစ်နေပြီ။ Chelsea အသင်းရဲ့လက်ရှိလူစင်းရဒီတင်းBဆိုပြီးတော့ line နှစ်ခုလောက်တော့ထုတ်လို့ရတဲ့အနေအထားဖြစ်နေတဲ့အပြင် line နှစ်ခုလုံးကလည်း Premier League ဘယ်အသင်းမဆိုရှင်ကန်နိုင်တဲ့အနေအထားတစ်ခုဖြစ်နေပြီအဲ့ဒီခုကတော့ Chelsea အသင်းအနေနဲ့တော်တော်အားရစရာကောင်းတဲ့အနေအထားတစ်ခုကိုပိုင်ဆိုင်ထားနိုင်ခဲ့ပြီလို့ပဲကျွန်တော်သုံးသပ်ချင်တယ် brother တို့ကိုကျွန်တော်အနေနဲ့နောက်တစ်ခုအသိပေးချင်တာလေးကကျွန်တော်အခုလက်ရှိလေ့လာမိသလောက်ကတော့Chelsea အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Joao Pedro နဲ့လက်ဝင်းကစားနေတဲ့ Morgan Roger ပေါ့နော်သူတို့နှစ်ယောက်လုံးကတော်တော်လေးကိုအဆက်ဟတ်တက်နေတဲ့အပြင် Pema နဲ့ Roger ကလည်းလုံးဝဗျာဒီငယ်လေးကန်ကစားခဲ့တဲ့တငယ်ချင်းတွေဖြစ်နေတယ်သူတို့ကစားပုံနဲ့အခုနောက်ပိုင်းပွဲတွေမှာဆိုတိတာတယ်သူတို့၃ယောက်ကြားတော်တော်ချိတ်ဆက်မိနေတဲ့အပြင် Roger နဲ့ Pema ကလည်းတကူကောင်းမဆန်မင်းနဲ့ Joao Pedro တက်နိုင်တော့ပံ့ပိုးပေးနေတော့တွေ့ရတယ်Joao Pedro အနေနဲ့လည်း pre-season တွေမှာ on fire ဖြစ်နေပြီးတော့ကျွန်တော်အခုလက်ရှိ Premier League အသင်း20လုံးမှာကစားခဲ့တဲ့ pre-season တွေမှာဆိုရင် player တွေအားလုံးထဲမှာ Joao Pedro ကလုံးဝအတောက်ပဆုံး player တယောက်ဖြစ်နေတယ်ဗျအဲ့ဒါအပြင်မှာ Joao Pedro နေရာဝင်ပြီးတော့ကစားနိုင်မဲ့ Liam Delap တို့ Imiga တို့လိုတိုက်စစ်မှုတွေလည်းအစင်းသင်းရှိနေတဲ့အပြင်ကျွန်တော်တို့ဒီ Nicolas Jackson လည်းလောလောဆယ်တော့ပြန်လာပြီနော်ဒါပေမဲ့တခုတော့ရှိရပါဇာဗီလွန်ဆိုအနေနဲ့ Nicolas Jackson အကြောင်း TV လောက်တော့ထင်တယ် Delap တို့ Joao Pedro တို့ကြော်ပြီးတော့Jackson ကိုတော့လိုင်းရမပေးတော့ဘူးလို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ Jackson ကိုလိုင်းရပေးရင်လည်းကိုပေါ့ကိုတွေ့မင်းကခွေးဖြစ်မဲ့ကွက်တွေတော့ဖြစ်နေပြီပေါ့ဗျာနော်ဆိုတော့ left wing တို့ right wing တို့မှာဆိုရင်လည်း Mudryk တို့ရှိမယ်ကျွန်တော်တို့ဒီ Nito တို့ရှိမယ် Esteban တို့ရှိမယ်ဗျာ player အနေနဲ့တော်တော်ကောင်းမွန်နေပြီ Morgan Roger တို့ Pedro တို့တော့ကျွန်တော်ထင်တယ်ပေါ့နော်85မိနစ်လောက်တော့အနည်းဆုံး3သွားဖို့ရှိတယ်ဗျမိနစ်80လောက်မှာတော့ဒီ player နှစ်ယောက်ကိုလဲရနိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်ကြည့်ရတဲ့တော့ Pema Roger နဲ့ Joao Pedroတဲပြီးတော့ဒီတရားစီလုံးမှာဇာဗီအလွန်ဆိုအနေနဲ့တိုက်စစ်ဆင်သွားဖို့ရှိတယ်ဗျအထူးဖြင့်ရာသီကြိုခြေစမ်းပွဲတွေမှာခြေစမ်းပြခဲ့တဲ့ Joao Pedro နဲ့ Morgan Roger တို့ရဲ့ခြေစမ်းကိုကျွန်တော်တို့ဒီ Fulham အသင်းနဲ့ Premier League အဖွင့်ပွဲမှာတော့မျက်ဝါးထင်ထင်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိပေါ်ပေါက်လာခဲ့တဲ့ဈေးကွက်အနေထားအရတော့ Chelsea အသင်းကနေ Fulham အသင်းကို level အရှုံးဆိုပြီးတော့ကြေးတွေထွက်လာတယ်ဗျကိုပေါင်းကတော့ 3D ပေါ့နော်သုံးလုံးတည်ရပေါ့ဗျာကျွန်တော်အနေနဲ့ brother တို့ကိုကျွန်တော်ရဲ့စိတ်ကြိုက်အသင်းရွေးပေးရမယ်ဆိုရင်တော့ကျွန်တော်ကတော့ Chelsea အသင်းကိုပဲရွေးပေးခြင်းတယ်ဗျChelsea အနေနဲ့ Fulham အသင်းကိုအလွယ်တကူအနိုင်ရနိုင်မယ်လို့ပဲကျွန်တော်ယူဆတယ်အဲ့ဒါအပြင်မှာ Chelsea အနေနဲ့ဂိုးပေါင်းကိုပြောမယ်ဟေ့ဆိုရင်တော့ဂိုးပေါ်သွားနိုင်တဲ့ပွဲလို့ပဲကျွန်တော်သုံးသပ်ချင်တယ် Chelsea ကတော့အဝေးကွင်းဖြစ်တယ်အသင်းကြီးဖြစ်ပေမဲ့အဝေးကွင်းဖြစ်နေတယ်ဒါပေမဲ့ဂိုးပေါင်းကြီးရတော့ 3D လောက်ထိထွက်လာတယ်Premier League ပွဲမျိုးမှာဒီလိုထွက်တဲ့ကြေးဆိုတော့နည်းနည်းတော့ရှားတယ်အထူးဖြင့်တင်းလင်းနဲ့အသင်းကြီးတွေ့တဲ့အခြေအနေမျိုးမှာပေါ့ဒါပေမဲ့ London Derby လည်းဖြစ်တာကြောင့်ကျွန်တော်တခုဘာမျှော်လင့်လဲဆိုတော့ Fulham ဘက်ကနေတကိုးလောက်တော့အနည်းဆုံးပြန်လာနိုင်တယ်လို့ယူဆတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဂိုးပေါ်နဲ့ Chelsea ပေါ့နော်အပေါ်ဆုံးပဲကျွန်တော် brother တို့ကိုရွေးချယ်ပေးခြင်းတယ်ဗျဒီရွေးချယ်မှုက Chelsea အသင်းကြီးဆိုပြီးမျက်စိစုံမေးပြီးတော့ရွေးချယ်လိုက်တာမဟုတ်ဘူး brother တို့အဓိကကျွန်တော်ရွေးချယ်ခြင်းတဲ့ point က Fulham အင်ကွင်းဖြစ်နေဆိုပေမဲ့ London Club လည်းဖြစ်နေဆိုပေမဲ့ Chelsea ကိုလည်း London Club ဖြစ်တဲ့အတွက်ကြောင့် Chelsea ကိုခံနိုင်တယ်ဒါပေမဲ့ပြဿနာတစ်ခုကဗျာဒီချိန်တွေကြာလာတဲ့ခါကျရင် Fulham မှာ Chelsea ကိုပြန်ပြီးတော့ခံမှုကလူစင်းရဘီတင်းမလောက်ဘူးပေါ့နော် Substitute ကသူတို့မှာတိတ်မတောင်းဘူးဗျအဲ့အတွက်ကြောင့်ကျွန်တော်က Chelsea အဓိကကောင်းလို့ရွေးတာမဟုတ်ဘူး Fulham ကိုယ်တိုင်က Premier League မှာရှင်သန်နိုင်မှုလူစင်းမလောက်တဲ့အတွက်ကြောင့်ကျွန်တော် Chelsea ကိုရွေးချယ်ခြင်းလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကြိုက်ကတော့ဒီပွဲစဉ်မှာတော့ Chelsea ကိုနှစ်သက်ပါတယ် brother တို့အကြိုက်တူရင်လိုက်နိုင်ပါတယ်ကျွန်တော်အနေနဲ့နောက်ပတ်ပွဲစဉ်တွေမှာလည်းဒီလိုမျိုး Premier League 10ပွဲရှိတဲ့အထက်မှာအကြိုက်နှစ်သက်ဆုံးပွဲစဉ်ကိုဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe တွေလုပ်ထားပေးကြဖို့ကျွန်တော်ရဲ့ brother တွေချစ်ညီကိုတွေအားလုံးကိုမေတ္တာရက်ခံတောင်းဆိုချင်ပါတယ် brother တို့အားလုံးကျမ်းမာချမ်းသာရွှင်လန်းချမ်းမြေ့ကြပါစေအောင်ပွဲတွေအများကြီးရရှိပါစေလို့ဒီကနေပဲဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ brother တို့ယုံလို့ရတဲ့အထက်မှာ Chelsea ပါတယ်နော် good luck ပါဗျာ